အဲ့တော့အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ကဒီ game ကဘာ game လေးဆိုတော့ Cat vs Mouse ဆိုတဲ့ game ကိုကစားသွားမှာဖြစ်ပါတယ် Cat vs Mouse ဆိုတာကကြောင်တွေကကျွတ်တွေကပုံနေရမယ်ပေါ့မကြောင်တွေကလိုက်ဖမ်းရမယ်သူကပုံနိုင်ကစားပေါ့အဲ့လိုမျိုးလေးဒါဆို let's go baby ဆောင်းဆိုကြဒါကျွန်တော်အိမ်လေးပေါ့ဟိုချစ်စရာလေးကြွက်လေးမစိုးပါဘူးဘိုင်အဲ့ဟာဘာမှလည်းမတွေ့ရအောင် kitchen နဲ့ kitchen လို့မလဲလို့ပါကိုလွင်ကြီးဟာကိုလွင်ကြီးလောက်ပါဆိုမှအကွာရအောင်ပေါက်ပုံတော့ကျက်သားပေါက်စားပုံတော့ကုံပုံစံရှယ်ဘူးလေအဲ့ကောင်ကြီးကောင်ပေါ်ရလက်တက်တယ်ပုံပြောင်းငါတို့လိုက်ဖမ်းနေပြီစောက်ယူရဲ့အကြောင်းကဘေးလူဒီပေါ်ရောက်နေတာမိုင်းလိုက်လားကြောင်မစင်းလေးဦးပြဒီကောင်ကြောင်ရှိနေတယ်ဗျကြောင်စင်းဝိုင်းကဲကောင်တို့ပြောင်းပုံးနေအချင်းကပြေတော့မယ်ဗျာအဲ့ဒါတော့လည်းတနောက်ရတကောင်ဖမ်းမိပါမကျွန်တော်တွေ့ကြတာဗျာကျွန်တော်ဟောကြောင်သုံးအောင်ကျွန်တော်အောက်ဆင်းလို့မရသေးဘူးခုဆိုရင်ခဏနေတော့အောင်စင်းပြီခုတော်လိုက်ဖမ်းနေပြီကောင်ညောင်မိုက်လိုက်လားအပေါ်တိပါတက်လာတာရောင်ဒီကြောင်ပေါ်တိပါတက်လာတာကျွန်တော်ဖမ်းမိပြီတော့အောင်မယ်ကျွန်တော်ဖမ်းပြီးသွားတယ်ကျွန်တော်ဖမ်းပြီးသွားတယ်